စပါအသင်းဟာဒက်ရှ်လက်ရွေးစင်နောက်ခံလူဗန်ဒဗန်ကို2031ခုနှစ်အထိကာလရှည်တက်တန်းတိုးခဲ့ပါတယ်။ဗန်ဒဗန်အနေနဲ့2023ခုနှစ်ကဝုဖ်ဘက်ကနေပြောင်းရွှေ့လာတဲ့အချိန်မှာ2029ခုနှစ်အထိ6နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့စပါကဗန်ဒဗန်ကို2031ခုနှစ်အထိတက်တန်းတိုးပြီးစာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။ဗန်ဒဗန်ဟာစပါအသင်းကိုဒီဇယ်ဗီမကင်တွယ်ခင်သူ့ရဲ့အနာဂတ်ကမတည်မငြိမ်ဖြစ်ခဲ့ပါတယ်။၎င်းအနေနဲ့2025ခုနှစ်မှာစပါအသင်းယူရိုပါလိချန်ပီယံဖြစ်ဖို့ကူညီခဲ့ပြီးစပါအသင်းအနေနဲ့တန်းစင်းဆောင်ကလွတ်မြောက်ခဲ့တဲ့ပြီးခဲ့တဲ့ရာသီနောက်ဆုံး6ပွဲမှာအသင်းကောင်းဆောင်အဖြစ်တာဝန်ယူခဲ့ပါတယ်။စပါနီးပြဒီဇယ်ဘီကဗန်နဗန်ကိုဥရောပရဲ့အကောင်းဆုံးနောက်ခံလူတွေထဲကတအုပ်ဖြစ်အသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ယောက်လို့ချီးကျူးခဲ့ပါတယ်။ဗန်နဗန်ဟာစပါအသင်းအတွက်ပြိုင်ပွဲဆောင်96ပွဲကစားခဲ့ပြီးနယ်သာလန်အသင်းကို24ပွဲကိုစားပြုကစားခွင့်ရရှိခဲ့ပါတယ်။